2026 World Cup ကမ္ဘာ့ဖလားရတယ်မကြခင်ပြီးဆုံးတော့မှာပေါ့နော်ဒီ World Cup ကမ္ဘာ့ဖလားမှာဆိုလို့ရှိရင်ဒါဗိုလ်ဆွဲမဲ့အတင်အားစုကျုံးငွေဘယ်လောက်လဲဒုတိယရတဲ့အတင်အားရောစုကျုံးငွေဘယ်လောက်ရရှိမလဲဆိုတာစိတ်ဝင်စားဖွယ်ရပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျပြီးလို့ရှိရင်ဒါဒီ World Cup ပြီးသွားလို့ရှိရင်2030ကမ္ဘာ့ဖလားကိုဘယ်နိုင်ငံတွေကကျင်းပသွားမလဲပြီးရင်အတင်းရေးအတွက်ကရောဘယ်လောက်ထိဖြစ်သွားနိုင်မလဲတိုးသွားမလားရော့သွားမလားဆိုတာကိုဒါပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျအခု2026 World Cup ကမ္ဘာ့ဖလားဆိုလို့ရှိရင်ဒါပွဲစဉ်ပြီးဆုံးဖို့အတွက်ဒီနှစ်ပွဲသုံးပွဲအလိုရောက်ရှိလာပြီပေါ့နော်အခု semi final ကဒါမနေ့ကဆိုလို့ရှိရင်စပိန်နဲ့ပြင်သစ်နဲ့ပွဲကန်ပြီးသွားလို့ဒါပွဲကြံဖြစ်တဲ့ဒီ semi final ပွဲကြံတစ်ပွဲဖြစ်တဲ့ဒီအာဂျင်တီးနားနဲ့အင်္ဂလန်အသင်းကဒီညမြန်မာစံတော်ချိန်တနင်္လာပွဲမှာကန်မှာပေါ့နော်ဒါပွဲစဉ်ပြီးဆုံးမှုအတွက်ဒီတတိယလူပွဲနဲ့ဒါဘူလူပွဲဆိုပြီးဒါနှစ်ပွဲရှိသေးတယ်ပေါ့နော်အဲ့နှစ်ပွဲပြီးသွားရင်တော့ဒါဒီနေ့ရ2026ကမ္ဘာ့ဖလားဒီပြီးဆုံးတော့မှာပေါ့နော်အဲ့တော့ဒီစိတ်ဝင်စားတဲ့အကောင်ကကမ္ဘာ့ဖလားမှာဘိုးဆွဲလို့ရှိရင်ရမယ်စုချင်းငွေရဒီတမိုင်းတစ်လျှောက်မှာအမြင့်ဆုံးဖြစ်တဲ့ဒါ US ဒေါ်လာ150ကိုရရှိသွားမှာဖြစ်ပြီးတော့ဒါဒုတိယရတဲ့အသင်းဆိုလို့ရှိရင်ဒါဒေါ်လာ33တန်းဒီတတိယရတဲ့သူဆိုလို့ရှိရင်ဒေါ်လာ28တန်းကိုဒါအတိအကျလောက်ပဲပိုင်ဆိုင်သွားမှာပေါ့နော်ပြီးလို့ရှိရင်ဒါပထမဆုံးရတဲ့အသင်းရဆိုလို့ရှိရင်ဘိုးဆွဲတဲ့အသင်းရဆိုလို့ရှိရင်ပေါ့နော်ချန်ပီယံစူပလာနဲ့အတူတူဒါဒေါ်လာ150ကိုရရှိသွားမှာဖြစ်ပြီးတော့ဒီပြန်ပွဲတစ်လျှောက်မှာဒီခြေစွမ်းပြခဲ့တဲ့ဒီကစားသမားဆိုလို့ရှိရင်ဒါတခြားကစားသမားတွေထပ်ကူဒါဘလွန်းတီရောရရှိဖို့အတွက်ဒါရာခိုင်နှုန်းပို့ပြီးတော့မြင်မာတယ်ပေါ့နော်မြင်မာတဲ့အကြောင်းရင်းကလည်းဒါကမ္ဘာ့ဖလားဆိုတဲ့ဒီပုံရိပ်မြင်မာတဲ့ဒီလိုပြန်ပွဲမျိုးဒီလိုပြန်ပွဲကြီးမျိုးမှာဒါခြေစွမ်းပြတဲ့ကစားသမားဟာဒီဒါလူမသိတဲ့ကစားသမားကခြေစွမ်းပြလို့ရှိရင်လည်းဒီကစားသမားဟာဒါအသင်းကြီးတွေကိုရောက်ဖို့အတွက်ဒါကမ္ဘာ့ဖလားမှာပြီးလို့ကမ္ဘာ့ဖလားပြီးသွားလို့ရှိရင်ဒါအသင်းကြီးတွေကိုရောက်ဖို့အတွက်ရာခိုင်နှုန်းအများများပြီးတော့ခြေစွမ်းပြတဲ့ကစားသမားတွေကပေါ့နော်ရာခိုင်နှုန်းအများများပြီးတော့ဒါဒီအဲ့ဒီဟိုမှာဒီတာမန်တက်ကြော်လွန်ပြီးတော့ခြေစွမ်းပြနေတဲ့ကစားသမားတွေကဆိုလို့ရှိရင်ဒါဘလွန်းဒီကိုစုအတွက်ပါဒါမျောမှန်းနိုင်တဲ့ဒီကမ္ဘာဖလားပြိုင်ပွဲဖြစ်ပါတယ်ဘယ်လိုကမ္ဘာဖလားပြိုင်ပွဲကလည်း၄နှစ်တစ်ချိန်မှကျင်းပတဲ့အတွက်ဒီတခြားဒီကလပ်အသင်းတွေကဒီအောင်မြင်မှုတွေကိုဒါဒီကမ္ဘာဖလားရဲ့အောင်မြင်မှုကဒါအသာရလေးကြော်တက်သွားနိုင်တဲ့ဒီပြိုင်ပွဲကြီးမျိုးပေါ့နော်ဒီအခုဆိုလို့ရှိရင်ဒါပြိုင်ပွဲကြီးကလည်းပြီးတော့မယ်ဒီ2030ကမ္ဘာဖလားကလည်းဒီဘယ်နိုင်ငံမှာကျင်းပမလဲဆိုလို့ရှိရင်ဒါ2030ကမ္ဘာဖလားဒီစပိန်ပေါ်တူဂီနဲ့ကျွန်တော်တို့ဒီမော်ရိုကိုနိုင်ငံတွေ၃နိုင်ငံမှာကျွန်တော်တို့ကျင်းပသွားမှာပေါ့နော်အဲ့ဒီ၃နိုင်ငံမှာဆိုလို့ရှိရင်ဒါ64တင်းအထိတိုးပြီးတော့ကျင်းပမယ်ဆိုပြီးတော့လည်းဒါ FIFA ဥက္ကဋ္ဌကဒီပြောထားတယ်ပေါ့နော်ဒီ FIFA အဖွဲ့ဝင်ကမ္ဘာနိုင်ငံအသီးသီး200ကျော်ရှိတဲ့အထဲမှာဒါသူကလည်းဒီကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲကြီးဖြစ်တဲ့အတွက်ဒီကမ္ဘာနိုင်ငံတော်တော်များများကိုဒီပြိုင်ပွဲကြီးမှာပါဝင်ဆင်နွှဲစေချင်တာပေါ့နော်အခုဒီ2026 World Cup ပြိုင်ပွဲဆိုလို့ရှိရင်ဒါအသင်းပေါင်း48တင်းနဲ့ကျင်းပတာဖြစ်ပြီးတော့ဒါတမိုင်းတစ်လျှောက်အများဆုံးပေါ့နော်အုပ်စုပွဲစဉ်တွေလည်းတိုးပွားလာသလိုဒါနိုင်ငံအသင်းတွေတိုးပွားလာတာနဲ့များအုပ်စုပွဲစဉ်တွေတိုးပွားလာတာပေါ့နော်အဲ့တော့ဒီလွန်ခဲ့တဲ့ဒီ2022ကာတာကမ္ဘာ့ဖလားမှာဆိုလို့ရှိရင်ဒါအသင်းပေါင်း32တင်းနဲ့ကျင်းပတာဖြစ်ပြီးတော့ဒါပိုဆွဲတဲ့အသင်းအရဆိုလို့ရှိရင်လည်းဒီစုချင်းငွေဒေါ်လာ42တန်းကိုဒါရရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုပြောချင်တာကဒီပြီးခဲ့တဲ့ကျင်းပခဲ့တဲ့ World Cup နဲ့အခုကျင်းပတဲ့ World Cup ဆိုလို့ရှိရင်ဒါအများကြီးကွာခြားလာတယ်ပေါ့အခု World Cup ဆိုလို့ရှိရင်ဒါအိမ်ရှင်ဒါ၃နိုင်ငံထိဖြစ်ပြီးတော့ဒီမက္ကဆီကိုကနေဒါနဲ့ဒီအမေရိကန်နိုင်ငံတွေကလက်ခံကျင်းပတာပါနော်အဲ့လို၃နိုင်ငံကျင်းပတဲ့အထဲမှာဒီမက္ကဆီကိုနဲ့ကနေဒါကဒီအုပ်စုပွဲစဉ်နဲ့ဒီရှုံးတက်ပွဲစဉ်အနည်းငယ်ကိုလည်းဒီလက်ခံကျင်းပတာဖြစ်ပြီးတော့အမေရိကန်နိုင်ငံဆိုလို့ရှိရင်ဒါရှုံးထွက်အဆင့်ပွဲစဉ်တွေတော်တော်များများနဲ့ဒီကွာတာဆီမီဒါဘလူပွဲအထိကိုဒါအင်ရှင်ဖြစ်လက်ခံကျင်းပတာပေါ့နော်အဲ့တော့နိုင်ငံကြီးတွေမှာကျင်းပတဲ့ပြိုင်ပွဲတွေကဆိုလို့ရှိရင်ဒါနိုင်ငံကြီးစီးပွားရေးအရာကြီးတာနဲ့အများဒီကုန်ကြစည်တွေကလည်းအများများတယ်ပေါ့လက်မှတ်ဈေးနှုန်းတွေဆိုလို့ရှိရင်ဒါကမ္ဘာဖလားမကျင်းပခင်တည်းကဒါလူအများပြောစရာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုပေါ့နော်လက်မှတ်တွေကလည်းဒီပြိုင်ပွဲကြီးဖြစ်တာနဲ့အညီကမ္ဘာနိုင်ငံအကြီးမှာကျင်းပတာနဲ့အညီဒါအင်မတန်ပြီးတော့အင်မတန်မှပဲနော်ဒီဈေးကြီးတယ်ပဲပြီးခဲ့တဲ့ဒီ2022ကမ္ဘာဖလားမှာဆိုလို့ရှိရင်လက်မှတ်တွေအဲ့လောက်ဈေးမကြီးဘူးခင်ဗျဈေးတက်တာတယ်လို့ပြောလို့ရတယ်ပေါ့ကာတာဆိုတာလည်းဒါနိုင်ငံအကြီးမဟုတ်ပေမဲ့ဒီနိုင်ငံအလယ်လက်အတင်းမှာဖြစ်တဲ့အတွက်ဒါဆဆရရဒါတက်တာဖြစ်နိုင်တယ်လို့ဒါကာတာပွဲကိုတွားကူးတဲ့လူတွေဆိုလို့ရှိရင်ဒါပြောကြတယ်ပေါ့နော်အဲ့တော့ဒီ2026ပြီးသွားလို့ရှိရင်ဒါ2030မှာဆိုလို့ရှိရင်ဒါပေါ်တိုကိုပြင်သစ်နဲ့ပေါ်တိုဂီမော်ရိုကိုနိုင်ငံဆိုလို့ရှိရင်ဒါကမ္ဘာဖလားရဲ့နှစ်100ပြည့်ပေါ့နော်နှစ်100ပြည့်ဒါပြိုင်ပွဲနဲ့လည်းတိုက်ဆိုင်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ FIFA ဥက္ကဋ္ဌကလည်းဒီအသင်းပေါင်း48တင်းကနေပြီးတော့64တင်းအထိကိုဒါတိုးမြင့်ပြီးတော့ကျင်းပမယ်လို့ဒါသူ့ဘက်ကဒီပြောထားတယ်အဆိုပြုထားတယ်ပေါ့နော်ဒါတော့ဖြစ်လာမလားဒါကတော့ဂျားထဲမှာ၄နှစ်တောင်လိုသေးတဲ့အတွက်ဒါစောင့်ကြည့်ရမယ်အနေထားပေါ့နော်အဲ့တော့ကမ္ဘာဖလားမှာအသင်းယူတက်တိုးလာတာနဲ့အများဥစုပွဲတွေလည်းတိုးလာတယ်เนาะဒီရှုံးထွက်အဆင့်တွေပွဲစဉ်တွေလည်းတိုးလာပြီးတော့ဒါကမ္ဘာဖလားရဲ့ဝင်ငွေလည်းတိုးလာစေတယ်ပေါ့နော်အဲ့လိုပွဲစဉ်တွေတိုးလာတာနဲ့အများဝင်ငွေလည်းတိုးလာတယ်ပြီးရင်အခုကမ္ဘာဖလားမှာဆိုလို့ရှိရင်ဒါအရင်တုန်းကရှိခဲ့တဲ့ဒီပွဲချိန်မိနစ်90အတွင်းမှာဆိုလို့ရှိရင်ပေါ့နော်ဒီရေတောင်နားတဲ့အချိန်ပေါ့ပထမပိုင်းမှာဆိုလို့ရှိရင်22မိနစ်ကဒါမိနစ်30ကြားမှာတစ်ခါနားပြီးတော့ဒါ
ဒုတိယပိုင်းမှာဆိုလို့ရှိရင်80မိနစ်80နောက်ပိုင်းမှာဆိုလို့ရှိရင်တစ်ခါနားတယ်ပေါ့နော်ဒါတချို့ပြောကြတာကတော့ဒီနားတဲ့ချိန်မှာတချို့ TV ရုပ်သံလိုင်းတွေဆိုလို့ရှိရင်ကြော်ညာတွေကိုထည့်သွင်းပြီးတော့ဒါ FIFA နေပြီးတော့ကြော်ညာတွေအတွက်ဒါအချိန်ပေးတယ်လို့သူတို့ဘက်ကဒီဆွဆွဲခံထားရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ2030ကမ္ဘာဖလားကလည်းဒီကျင်းပမဲ့နိုင်ငံလည်းပေါ်လာပြီဆိုတော့ဒါအသင်းကတိုးမြင့်သွားမလားဒီအသင်းတိုင်းပဲကျင်းပသွားမလားဆိုတော့ဒါစိတ်ဝင်စားဖွယ်ရဒီစောင့်ကြည့်သွားမှာပေါ့နော်အခုတော့ကမ္ဘာဖလားကလည်း2026ကမ္ဘာဖလားကလည်းပြီးဆုံးတော့မှာဆိုတော့ဒါပြန်ပွဲဝင်အသင်းတွေကလည်းသူ့အနေနဲ့သူဒါပြန်ဆိုင်မှုပြီးလို့ဒါကိုယ့်ရဲ့နိုင်ငံမိခင်နိုင်ငံအသင်းကိုပြန်ပုံပြီးဖြစ်ပြီးတော့အခုကြံခဲ့တဲ့ဒီအသင်းတွေကဆိုလို့ရှိရင်ဒါချန်ပီယံဆုအတွက်ဒါအတေလဲဒီရှင်ပြိုင်ကစားသွားတော့မှာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ Facebook အကောင့်မှာလည်းဒီ Facebook နဲ့ YouTube အကောင့်မှာလည်းဒီဘောလုံးပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒါနေ့စဉ်နဲ့များတင်သွားပြီးမှဖြစ်လို့ဒါ YouTube မှာဆိုလို့ရှိရင်ဒါ Subscribe လုပ်ပြီးတော့ဒီ Facebook မှာဆိုလို့ရှိရင် Follower လုပ်ပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာနော်ကဲလိုအပ်တာလေးရှိရင်လည်းကျွန်တော်ဘက်ကမေတ္တာရက်ခံတောင်းပန်ကြပါတယ်ကဲဝါသနာရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ